အခုကျွန်တော်တို့မြင်တွေ့နေရတဲ့ခေတ်မီထိုင်းနိုင်ငံရဲ့မြေပြင်ပေါ်မှာလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ကအခြေအနေတွေဟာအခုနဲ့လုံးဝခြားနားခဲ့ပါတယ်။တာယာလှပတဲ့ကမ်းခြေတွေနဲ့ခေတ်မီမြို့ကြီးတွေမရှိသေးခင်ဒီမြေပေါ်မှာထိုင်းလူမျိုးတွေမရောက်ရှိသေးခင်ကဘသူတွေအရင်ဆုံးအခြေချခဲ့တယ်လေ။ဘလို့ယဉ်ကျေးမှုတွေထုံးကားခဲ့တယ်လေဆိုတာစိတ်ဝင်စားစရာပဲဖြစ်ပါတယ်။တမိုင်းပညာရှင်တွေရဲ့အဆိုအရ17ရာစုမတိုင်ခင်ကဒီမြေဟာဒွါရာဝဒီလို့ခေါ်တဲ့မွန်အနွယ်ဝင်တွေရဲ့နယ်မြေဖြစ်ခဲ့ပါတယ်။သူတို့ဟာအခုခေတ်ထိုင်းနိုင်ငံအလယ်ပိုင်းမှာကိုယ်ပိုင်မြို့ပြနိုင်ငံတွေတည်ထောင်ခဲ့ကြတာပါ။မွန်လူမျိုးတွေဟာဗုဒ္ဓဘာသာကိုအခြေခံပြီးအလွန်နဲ့နေတဲ့အနုပညာဘိတုကာပညာနဲ့စာပေယဉ်ကျေးမှုတွေကိုထွန်းကားစေခဲ့သူတွေပါ။သူတို့ရဲ့ကြောက်စစ်လက်ရာတွေနဲ့ဇေဒီပထိုးတွေဟာအခုထိသမိုင်းသက်တည်ဖြစ်ကြံရှိနေစေဖြစ်ပါတယ်။ဒါပေမဲ့အရှိတ်မှာတော့အင်အားကြီးမားတဲ့ခမာအင်ပါယာကြီးဟာတနေ့တဲ့တနေ့နေမြေချဲ့ထွင်လာခဲ့ပါတယ်။ကြီးမားတဲ့ကြောက်တိုင်တွေခိုင်ခန့်လာတဲ့နန်းတော်တွေနဲ့အတူခမာရီရဲ့စစ်အင်အားဟာဒီဒေသတစ်ခုလုံးကိုလွှမ်းမိုးခဲ့ပါတယ်။မွန်လူမျိုးတွေရဲ့ဒွါရဝတီနယ်မြေတွေဟာလည်းခမာရီရဲ့လက်အောက်ကိုတဖြည်းဖြည်းရောက်ရှိသွားခဲ့ရပါတယ်။အဲ့ဒီမှာမေးစရာရှိလာတာကအင်အားကြီးခဲ့တဲ့မွန်လူမျိုးတွေအခုဘယ်ပြောက်သွားပြီလဲတကယ်တော့သူတို့ဟာပျောက်ကွယ်သွားတာမဟုတ်ပါဘူးအင်ပါယာရဲ့စစ်မှတ်တမ်းကြောင့်တချို့ကအနောက်ဘက်မြန်မာနိုင်ငံဘက်ကိုပြောင်းရွှေ့ခဲ့ကြပါတယ်ဒါပေမဲ့မြေပေါ်မှာမြင်ရတဲ့အတိုင်းများစွာသောမွန်လူမျိုးတွေကတော့ဒီမြေမှာပဲဆက်ရှိနေခဲ့ကြပါတယ်17ရာစုကနေ73ရာစုအတွင်းမှာတော့တရုတ်ပြည်တောင်ပိုင်းကနေတိုင်းနွယ်ဝင်တွေဟာအောက်ဘက်ကိုတဖြည်းဖြည်းဆင်းသက်လာခဲ့ကြပါတယ်။သူတို့ဟာကြံရစ်ခဲ့တဲ့မွန်လူမျိုးတွေနဲ့ရောခမာတွေနဲ့ပါယဉ်ကျေးမှုချင်းပေါင်းစည်းရင်တွေးနှောသွားခဲ့ကြပါတယ်။ဒါကြောင့်အခုလက်ရှိထိုင်းလူမျိုးတွေရဲ့တွေးထဲမှာမွန်နဲ့ခမာအနွယ်ဝင်တွေရဲ့အဆက်အနွယ်တွေစီးဆင်းနေစေလို့ဆိုနိုင်ပါတယ်။1238ခုနှစ်မှာတော့တမိုင်းရဲ့အပြောင်းလဲကြီးတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ထိုင်းကောင်းဆောင်နှစ်ဦးဖြစ်တဲ့ဖိုးခွန်ဖာမင်းနဲ့ဖိုးခွန်ဘန်ကလန်ဟောင်တို့ဟာခမာဘရင်ခံကိုအပြတ်တက်တိုက်ထုတ်ပြီးလွတ်လပ်ရေးကိုကြီးညာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူတို့ဟာစူခိုထိုင်းလို့ခေါ်တဲ့ပထမဆုံးလွတ်လပ်တဲ့ထိုင်းနိုင်ငံတော်ကိုတည်ထောင်ခဲ့ပါတယ်။စူခိုထိုင်းဆိုတာပါဠိစကားဒုက္ခနဲ့တိုင်းကနေဆင်းသက်လာပြီးပျော်ရွှင်ခြင်းဤအယုံဦးလို့အဓိပ္ပာယ်ရပါတယ်။ဒါဟာကျူးကျော်သူတွေကိုတော်လှန်ပြီးကိုယ်ပိုင်ကံကြမ္မာကိုကိုယ်တိုင်ဖန်တီးခဲ့တဲ့ထိုင်းနိုင်ငံရဲ့တမိုင်းဦးအစမှပါပဲဒါတွေကတော့တင်တို့မသိရသေးတဲ့ဒါပေမဲ့သိထားတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်နောက်ထပ်လေးစိတ်ဝင်စားဖို့ကောင်းပြီးလူတိုင်းမသိသေးတဲ့လူတိုင်းသိတဲ့အချက်လက်သစ်တွေနဲ့အကြောင်းအရာမျိုးစုံကိုအမြဲတင်ဆက်ပေးသွားမှာမို့ကျွန်တော်တို့ရဲ့သိပြီးပြီလား Did you know official YouTube channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်